ရှင်ခရီးရောအချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါအေးပြပြမယ့်အကြောင်းအရာလေးကတော့အေးခရီးသွားရင်တန်လန်းနဲ့ပုံဆွဲခဲ့တဲ့အကြောင်းအရာလေးကိုပြန်ရှင်းပေးသွားပါမယ်နော်ဘာဖြစ်တဲ့ခရီးလေးကတော့ဒီအပျော်စီးသင်္ဘော cruise ပေါ်မှာစင်ကာပူတိုပီနန်ကနေဖူခတ်ပေါ့နော်ဖူခတ်တိုစင်ကာပူအဲ့ဒါကို၄ညအိတ်9ရက်ခရီးဖြစ်ပါတယ်ဖူခတ်မှာပဲဆင်းဖြစ်တယ်ပေါ့နော်ဒီ cruise မှာတော့အတိပတိတွေအများကြီးပဲပေါ့နော်အေးအကြိုက်တုံးကတော့အစားအသောက်ပါအစားအသောက်တွေကတော့ buffet ကျွေးတာမှလို့ပါဒီမှာလည်းအတိပတိတွေအများကြီးပဲပေါ့နော်ဂျာကရူစီတွေလည်းရှိတယ်တောင်တက်လို့လည်းရတယ်ရေလှိုင်းတို့စီလို့လည်းရတယ်ပေါ့နော်အတိပတိတွေကတော့အများကြီးပါပဲစုံနေတာပဲယောဂလည်းရှိတယ်ကျမကြီးလိုက်စားတဲ့သူအတွက် gym ဆော့ကြံလည်း gym ရှိတယ်ပေါ့နော်အများကြီးပါပဲရှင်ဒီမှာဆိုလို့ရှိရင်အေးကြိုက်ဆုံးထပ်ကတော့ဒီ14လွာဖြစ်တဲ့ဒီရေကူးကန်ပေါ့နော်အင်ဒိုရေကူးတဲ့နေရာပါဖြူလဲကြည့်လို့ရတယ်ဂျာကလိုစီလဲစိန်လို့ရတယ်ဂျာကလိုစီစိန်ရင်တလားနဲ့အပန်းဖြည့်ပြီးတော့ဒီကန်ဒီပင်လေပြင်းယူကြည့်ရတဲ့အရာသားကဘာနဲ့မှလဲနိုင်ပေါ့နော်အေးရတော့အချိန်လေးကိုများတော့အဖြစ်အစားစားတယ်ဒီဂျာကလိုစီမှာရေစိန်နေပေါ့နော်ပြီးတော့ပကြီးဆွဲဖြစ်ပါတယ်အဲ့တော့အေးဒီ14လွှာကိုကြိုက်တယ်ဆိုတဲ့အတွက်ကြောင့်မလို့ဒီနေရာကဒီမားနာနာနေရင်တန်လန်းနဲ့ဒီ14လွှာရှိတဲ့ရေကူးကနာကဗျူလေးတစ်ခုကိုအေးဆွဲဖြစ်ခဲ့ပါတယ်ပြီးတော့15လော်မှာရှိတဲ့ view တစ်ခုကိုလည်းအေးဆွဲဖြစ်ခဲ့ပါတယ်view ကကြတော့အောက်တိုးထခင်ကိုလှမ်းပြီးတော့မြင်နေရမယ့် view မျိုးကိုအေးဆွဲဖြစ်ခဲ့တာပါဒါကတော့ဒီအိတ်ခန်းထဲကနေမြင်နေရမယ့် sunset view လေးပေါ့နော်အခန်းက window seat ကိုယူထားတဲ့အတွက်ကြောင့်မလို့အပြင်ရပင်လယ်ကြီးကိုလှမ်းမြင်တွေ့နိုင်တယ်ပေါ့နော်ပြီးတော့ဒီမှာဒါကတော့ရေချိုးခန်းအိမ်သားကြစ်လေးနဲ့အဆင်ပြေပါတယ်ရေချိုးခန်းရှာဝါပါတယ် The harness cannot be touching your skin လို့အတွက်ချီနေတာပေါ့နော် climbing တက်ခဲ့တယ်ဒါပေမဲ့ထင်သလောက်မလွယ်ခဲ့ဘူးပေါ့နော်ကိုယ်နဲ့ဒီလိုမျိုးမနဲ့ exercise လေးတွေလည်းရှိတယ်ပေါ့နော်အတိတ်ကလေးတွေကိုအချိန်နဲ့လေးဟာပဲလို့ပြောတာပေါ့နော်ဒါကတော့အေး14လွှာမှာရှိတဲ့ view လေးကိုအေးဆွဲဖြစ်ပါတယ်ဒီ view လေးပဲပေါ့နော်ဗီဒီယိုတော့မရိုက်ထားမိဘူးပေါ့နော်ဒီအဓိကအပြင်ကိုကြည့်ပြီးတော့ဒီခံစားမှုလေးကိုပဲအာရုံပေးနေတယ်ဆိုတဲ့အတွက်ကြောင့်မလို့ဗီဒီယို recording ကိုသေးချာမရိုက်ဖြစ်ခဲ့ဘူးပေါ့နော်ကဲနောက်တစ် view ကကြတော့ဒီရဲ့အပေါ်ထပ်မှာပဲရှိတဲ့ဒီ decking area ပေါ့နော်အဲ့ decking area မှာပဲ skirt အကျန်းလေးပဲကောက်ဖြစ်ပါတယ်သူ့တော့ water color မထည့်ဖြစ်ဘူးပေါ့နော်ဒီမှာကကြတော့ထိုင်ရတာလည်းအဆင်ပြေတယ်ဆိုတဲ့အတွက်ကြောင့်မို့အေး water color လေးပါဖြစ်ပါတယ်တော့ Daniel ခိုင်ကနေပြီးတော့လှမ်းမြင်နေရမယ်ရှုကင်မျိုးပေါ့နော်ဘေးနေရာကြီးပင်လေကြီးအကျိန်နဲ့ဆိုတော့စိတ်ကို refresh ဖြစ်စေပါတယ်ဒါကတော့နောက်တစ် view အေးဆွဲတဲ့ဒီအပေါ်ထက်က view ပေါ့နော်အဲ့ view ကိုအေးဆွဲဖြစ်တာပါဒီအလုံးရာဆိုလို့ရှိရင်ချက်ပေးပြီးတော့ထပ်ကြည့်လို့ရတယ်ပေါ့နော်သူ့ view ကကြတော့360ကိုမြင်နိုင်တဲ့ view မျိုးပါအပေါ်ကနေပြီးတော့ sunset ကြည့်မယ်ဆိုရင်တော့လှလောက်မယ်တေချာပေမဲ့သူကသွားကြည့်တယ်ဆိုလို့ရှင် USD $49ဆိုတဲ့အတွက်ကြောင့်မလို့အေးမကြည့်ခဲ့ဖြစ်ဘူးပေါ့နော်နောက်တစ် view ကဒီ view လေးပါ
ဆန်းဆက်ကြည့်ရင်တလန့်နဲ့ပုံဆွဲရတဲ့ feeling ကတော့ဘာနဲ့မှမတူဘူးပေါ့နော်နောက်တစ်ခုကကြတော့အေးတို့ဖူးခတ်သွားတဲ့လမ်းမှာပေါ့နော်ဖူးခတ်ကိုတရက်ပဲသူတို့ထွက်ခွင့်ပေးတယ်ပေါ့နော်အေဝီကားပေါ့နော်မောင်ရင်တန်လန့်နဲ့တငယ်ချင်းကိုဆောင်တန်လန့်နဲ့ဆွဲဖြစ်တာပါနိုင်ဝက်လောက်ပဲအချိန်ရတယ်ပေါ့နော်နိုင်ဝက်အချိန်ရတဲ့အတော်အတွင်းမှာဆွဲဖြစ်တဲ့ view လေးပါရှင့်ဖူးခတ်မှာပေါ့နော်ပုံဆွဲတဲ့ sketch လေးပါသူတို့တွေစီးနေတုံးကိုဆွဲလိုက်တဲ့ sketch လေးပေါ့နော်ဆောင်းရင်တန်းလန်းနဲ့ပုံဆွဲလိုက်တာပါဒီပုံလေးရတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော် Bye bye for now see you next video bye bye